အားလုံးပဲမင်္ဂလာပါလို့ရှုစွာနှုတ်ခွန်းဆက်တာလိုက်ပါတယ်မေလ9ရက်2026တိုင်အောင်လမ်းပြပို့ဆောင်တော်မူသောသာရဘုရားကိုရှုစွာချီးမွမ်းပါတယ်နောက်ဆင်တော့ယုံကြည်သူအားလုံးပေါ်မှာကျေးဇူးတင်ရှိပါတယ်ဆုတောင်းပေးတဲ့အတွက်လည်းကျေးဇူးတင်ရှိပါတယ်အားလုံးဘုရားခင်ကောင်းချီးပေးပါစေဒီကနေ့လည်းဓမ္မဟောင်းဓမ္မသစ်မှာပေါ်ပြတဲ့ဝိညာဉ်ရေးရာနဲ့ဆိုင်တဲ့အနာယောဂငြိမ်းခြင်းပေါ့နော်ဝိညာဉ်ပိုင်းဆိုင်ရာအနာငြိမ်းစေခြင်းအကြောင်းအရာကိုနာဖြစ်ပေါ်ပြလိုပါတယ်ကျွန်တော်ခန္ဓာကိုယ်မှာအနာယောဂငြိမ်းစေခြင်းသူဖြစ်ကျမ်းမာခြင်းရှိပေမဲ့ဝိညာဉ်ရေးရာမှာလည်းကျမ်းမာဖို့လိုပါတယ်ရှင်ယောဟန်ခရစ်ဝင်ခန်းကြီး9ပိုက်ငယ်6ထိုသူသည်သုံးလုံးနေသည်ကိုယေရှုမြင်တော်မူ၍ကြာလှပြီဟုသိတော်မူလေသင်သည်ကျမ်းမာခြင်းသို့ရောက်လိုသလောဟုမေးတော်မူ၏38နှစ်ပတ်လုံးယောဂဆွဲတဲ့သူဟာရေကနာမှာတွေ့တဲ့အခါမှာယေရှုကအမိန့်ပေးလိုက်တာဖြစ်ပါတယ်ဒါဘသူအမိန့်လဲဆိုခမဲတော်ရဲ့အမိန့်ဖြစ်တဲ့ရှမကုခရစ်ဝင်အခန်းကြီး9ပိုက်ငယ်19မှာထာဝရဘုရားသည်တနာခြင်းစိတ်တော်နဲ့တင်၌အဘယ်မျှလောက်ကျေးဇူးပြုတော်မူသည်ကိုတင်ဤရွှေမျိုးတို့အားပြန်ကြားလောဟုမိန့်တော်မူသည်ယေရှုတည်းအဘယ်မျှလောက်ကျေးဇူးပြုတော်မူသည်ကိုအဲ့မှာဘုရားသခင်ရဲ့တနာခြင်းနဲ့ယေရှုရဲ့ကျေးဇူးပြုခြင်းအဖြစ်အနာရောဂါယဉ်ခြင်းဖြစ်ပါတယ်ဆိုတာတွေ့ရပါတယ်ဒါ38နှစ်လုံးမှာခံစားနေတဲ့ယောဂတဲ့ကယေရှုကိုမသိပါဘူးတိုးတော်ညာယေရှုကဒီဂျေဇုတော်ဖြစ်ဘုရားခင်ရဲ့ဂရုဏာတော်အဖြစ်အမိန့်ပေးလိုက်တဲ့အခါမှာကျမ်းမာခြင်းရောက်တယ်ဘယ်ချိန်လဲဆိုယေရုရှလင်မြို့ကိုယေရှုကြွလာတဲ့အခါမှာအဲ့ဒီအခါမှာဒီယေရုရှလင်မြို့၌တိုးတကားနာမှာရှိတဲ့ဟေဘရဲဘာသာဖြစ်ရေးထားတဲ့ဗိတေတရအမည်ရှိတဲ့ရေကနာမှာအဲ့ဒီရေကနာမှာကနာပြင်9ဆောင်နဲ့ပြီးဆုံးကြီးအဲ့ဒီကနာပြင်မှာမျက်စိကန်းတဲ့သူဒီချိန်မစွန်းကိုပိန်6တဲ့သူဒီအနာရောဂါငြိမ်းဖို့ရန်အတွက်ရေလှုပ်ရှားခြင်းကိုသူတို့မျှော်လင့်ကြပါတယ်။ဘာဖြစ်လို့လဲဆိုအချိန်တန်ရင်ကောင်းကင်တမန်ဒီရေကန်ထဲကိုဆင်းပြီးတော့ရေကိုလှုပ်ရှားတယ်။အဲ့လှုပ်ရှားတဲ့အခါမှာပထမဆုံးဝင်တဲ့သူကဒီမိမိဆွဲသမျှသောအနာရောဂါကင်းလွတ်ခြင်းတို့ရောက်သွားတတ်တယ်တဲ့သူလဲအဲ့ဒီမှာဝင်ခြင်းပါတယ်တိုးတော်ညံပဲသူရှေ့အလူတွေအမြဲတမ်းရောက်နေတဲ့အတွက်ကြောင့်သူအရှိကိုမရောက်နိုင်ဘူးအဲ့ဒါလိုပဲ38နှစ်ပန်းအောင်ရှိတဲ့အခါမှာယေရှုခရစ်ကအဲ့လိုအမိန့်ပေးတဲ့အခါမှာဒီသူချက်အမိန့်မပေးပါဘူးတင်ဒီကြားမှချင်းတော့ရောက်လို့တလို့ကျွန်တော်ကိုမေးတယ်လို့ပဲကျွန်တော်လည်းသိတာပေါ့ကြားမှချင်းရောက်လို့တယ်ဆိုတာသိတယ်တိုးတော်လည်းပဲကျွန်တော်တို့ကိုဖျားခင်ကမေးပါတယ်တင်ကြားမှချင်းတို့ရောက်လို့တလားကျွန်တော်ရောက်လို့ပါတယ်လို့ဝန်ခံဖို့လိုပါတယ်ဒီမှာသူကဘာပြောလဲဆိုရေလှုပ်ရှားတဲ့ခါမှာရေကန်ထဲတော့ကျွန်တော်တွေးမိသူမရှိပါပြောလိုက်ပါတယ်ကျွန်တော်ရှေ့မှာဝင်သွားတဲ့ခါမှာယေရှုခရစ်ကတနာပြီးတော့ထာလောကိုအိယာကိုဆောင်လှမ်းသွားတော့ဆိုပြီးတော့တဲ့ဒါဟာဘယ်ချိန်လဲဆိုဥပုပ်နေယူဒတဲ့ဥပုပ်နေကိုတအားဒီလေးစားကြတယ်ကောင်းပါတယ်တိုးတော်မယ်ဒီယေရှုခရစ်ကတော့ဒီလူကိုဥစားပေးလေဆိုတာအနာယောဂကြီးစေခြင်းကိုဥစားပေးတယ်ဆိုတာဒီမှာတွေ့ရပါတယ်ကျွန်တော်ဒီဟာဒီကျမ်းမာခြင်းနဲ့ပတ်သက်ပြီးတော့ဘုရားခင်ကကျွန်တော်တို့ကျမ်းမာစီလူသလားလို့မေးပါတယ်အဲ့ခါမှာကျွန်တော်ဒီကျမ်းမာဖို့ရအတွက်ဘုရားခင်ဆရာဝန်တွေကိုလည်းညံ့ပေးထားပါတယ်သူတို့ကရေးတဲ့စာအုပ်ထဲမှာဒီဘုရားခင်ရဲ့ထူးခြားတဲ့လူဆောင်ချက်တွေရှိတယ်ဘုရားခင်ကတိဥတိဖူတွေမှာပေါ်ဝင်ချင်မှာလေလူကိုကျမ်းမာစေတဲ့အရာတွေအများကြီးချပေးထားပါတယ်ဒီအောက်ဆီဂျင်အားလည်းလူကိုကျမ်းမာစေတာပဲ
အပင်ရနဲ့ထုတ်လွှင့်တဲ့အောက်ဆီဂျင်ဒါဘုရားခင်ဖန်ဆင်းတယ်ဒါတွေကိုကျွန်တော်မတိဒါတွေလည်းရှိတာပေါ့နော်အခုဆရာဝန်တွေကပြောပြချက်အနည်းငယ်ပေါ်ပြလိုပါတယ်ကျွန်တော်ခန္ဓာကိုယ်ဟာမြေရယောဂနဲ့ရှိနေတယ်မတန့်ရှင်းမှုဒါတွေကိုတန့်ရှင်းအောင်ဘုရားခင်ကတိဥတ္တပူတွေအင်းသေးရွက်တွေလှုပ်ထားတယ်ဒါနည်းငယ်ဖတ်လို့ရတယ်ဒါကျွန်တော်ခန္ဓာကိုယ်ဟာတန့်ရှင်းဖို့ရတဲ့အသေးကိုတန့်ရှင်းဖို့ရတဲ့ရှောက်တီဆိုင်အသေးတန့်ရှင်းတယ်တွေးတန့်ရှင်းဖို့ရတဲ့ဟိနုနွယ်ကြောက်ကတန့်ရှင်းဖို့ရတဲ့တခွာတီတွေးကြောတွေတန့်ရှင်းဖို့ရတဲ့ကျွတ်တွန်ဖြူမျက်စိအားကောင်းဖို့မုံလာဦးနီဒီအဆုပ်အားကောင်းဖို့ဆိုရင်ဘန်ကောက်ပြီးဦးဒီကောင်းဖို့ဆိုရင်ပန်တီဥမကြီးဒီကောင်းဖို့ဆိုရင်တန့်ရှင်းဥမကြီးမှာရှိတဲ့ယောဂါတွေပေါ့နော်အညီကြီးတွေတန့်ရှင်းဖို့ပြောင်းဖို့ရှိတယ်နှလုံးကောင်းဖို့အတွက်စပစ်တီရှိပါတယ်ဒါကျွန်တော်အသားရည်ကောင်းဖို့ရည်ကြတယ်ရှိပါတယ် cell တွေကောင်းဖို့အတွက်ကျွန်တော်အရည်ပြားကောင်းဖို့အတွက်တရတိရှိတယ်အစာအိမ်ကောင်းဖို့အတွက်ညပြောတိစားလိုက်ပြီးအစာအိမ်အညီကြီးတွေတန့်စင်ပေးတယ်စီးအိမ်တန့်စင်ဖို့ရန်အတွက်အုံးကြီးရှိတယ်စီးကျိတ်ကောင်းဖို့ရန်အတွက်ခရမ်းကျင်တည်ရှိတယ်ဒါကြောင့်စီးကျိတ်ကင်ဆာကကိုဆေးလို့တော့ပြောကြတယ်ခရမ်းကျင်တည်ကိုဒါမုံချိုအိတ်တန့်စင်ဖို့ရန်အတွက်အာလူရှိတယ်ခရွန်းတန့်ဖို့ရန်အတွက်ဒါစတော်ဘယ်ရီရှိတယ်ဒါကြောင့်ကျွန်တော်ဒီဟာတွေကတော့တိဥတိဖူတွေပေါ့နော်တိဥတိဖူတွေကကျွန်တော်ခန္ဓာကိုယ်တန့်စင်တဲ့အကြောင်းအရာတွေဒီမှာတွေ့ရပါတယ်ကျွန်တော်ဒီတွေးတိုးရှိလို့ရှိရင်ကျဟင်္ခါဒီများစာပြီးတွေးကြမယ်ဆိုတာလည်းရှိတယ်အဆုပ်အားနေပန်းတိများစာပြီးဒါအဆုပ်အားကောင်းတယ်စပင်းလေးပါနေရင်ဒါနေကြစိတ်များစာပြီးရခုခံအားတွေရော့နေတယ်ဆိုစက်တွင်ဖြူများစာပြီးပါဆိုတော့ဆရာဝန်တွေကပြောပြချက်ကသိရပါတယ်ကျွန်တော်ခန္ဓာကိုယ်လေ့ကျင့်ခန်းမှန်လို့ရှိရင်ရင်သားကင်ဆာပေါ့နော်တေဆုံး90ခန့်ရောနေနိုင်တယ်ဥမကြီးကင်ဆာဖြစ်တေဆုံး60ခန့်ရောနေတယ်ဒါဘာကြောင့်ဆိုလေ့ကျင့်ခန်းလုပ်ခြင်းအဖြစ်ပြီးလေ့ကျင့်ခန်းလုပ်ခြင်းအဖြစ်တငယ်ပြန်ယောဂ40ခန့်ရောမယ်စီးချိုယောဂလည်းရောမယ်58ခန့်ရောမယ်ဒါကြောင့်စီးချိုတွေးချိုမဖြစ်ဘူးဒါလေ့ကျင့်ခန်းလုပ်ဖို့လိုပါတယ်နှလုံးသွေးကြောကျင်းတာတော့တွေးတိုးလေဖြတ်တာတော့ဟာလေ့ကျင့်ခန်းလုပ်လို့ရှိရင်29ခန့်ရှော့ချပြီးတယ်ဆိုတာဒါပညာရှင်ရဲ့တွေ့ရှိချက်ကျွန်တော်ဒါတော့ခန္ဓာကိုယ်ပိုင်းဆိုင်ရာကျွန်တော်ဝိညာဉ်ပိုင်းဆိုင်ရာမှာလည်းတောင်းအောင်မှာကျွန်တော်အများကြီးတွေ့ရပါတယ်ဒီဆောလမုန်ကြီးကိုဖျားခင်ကပါပြောတယ်ဆိုသူရဲ့တိုင်းပြည်မှာနောက်လာတဲ့လူဆက်တိတိဝိညာဉ်ရေးရမှာပေါ့နော်ဝိညာဉ်ပိုင်းဆိုင်ရာအနာရောဂါရင်းဖို့ရတဲ့တမ်ဇာဇဝင်ချုပ်ပြဆောင်ခံကြည့်ခုနှစ်ပိုင်းနဲ့ဆက်လေးမှာငါလူတို့ဒီကိုကိုနှိမ့်ချပြီးငါမျက်နာကိုရှက်လက်ဆုတောင်းပတ္ထနာပြု၍အတ္တမလံကိုလွဲရှုံငါဒီကောင်းကင်ဘုံ၌နားထောင်သူတို့ဖြစ်ကိုဖြစ်၍သူတို့ပြည်ကိုချမ်းသာပြီးချမ်းသာစေဒါနံပါတ်1ကိုနှိမ့်ချမယ်နံပါတ်2မျက်နာရှာမယ်နံပါတ်3ဆုတောင်းမယ်နံပါတ်4အတ္တမလံကိုလွဲရှုံမယ်ဆိုရင်ဘုရားခင်နားထောင်မယ်ပြည်ကိုဖြစ်မယ်ပြီးရင်ဒီကျမ်းမာစီမယ်ဆိုတဲ့သဘောတော့ဝိညာဉ်ပိုင်းဆိုင်ရာကျမ်းမာစီမယ်ဆိုတာတော့ဓမ္မဒီရသဝင်ချုပ်တရားဆောင်မှာတွေ့ရပါတယ်ကျွန်တော်လူသားဟာမိသားစိတ်ပိုင်းဆိုင်ရာဝေဒနာတွေခံစားနေရပါတယ်ဒါတွေလည်းဘုရားခင်ကုပေးဖို့ဂရိတော်ရှိတယ်140ခုကုမြောက်တော့ဆာလာပိုက်နေတော့စိတ်ကြည်မွားတော့သူတို့ကိုနှစ်သိမ့်စီပြီးသူတို့အနာကိုကုတော်မူပြီးဘုရားခင်ကကျွန်တော်စိတ်ကြည်မွားတဲ့သူကိုကုတယ်ဆိုတာဒီမှာတွေ့ရပါတယ်ကျွန်တော်ဒီဆောလမွန်ကိုဘုရားခင်ပေးခြင်းပြောတယ်ဆိုတော့ဒုတိယကျင့်သူညမှာထင်ရှားပြီးတော့ခုနဓမ္မစာဆိုချုပ်ဒုတိယဆောခံကြည့်ခုပိုင်းဆက်လို့ပြောခြင်းဖြစ်တယ်ဒါဒီလိုက်နာတော့ဘုရားကိုမရှာတဲ့ပြည်ကြီးနောက်ပိုင်းမှာရှိလာတယ်အထူးသဖြင့်ရေရောပေါ်မှာနော်ရေရောပေါ်ပထမကဘုရားသခင်လာပြောတဲ့အတိုင်းလိုက်လျှောက်မယ်ဆိုတော့ဂတိခံယူတော်ညာလည်း
နောက်ပိုင်းမှာဂတိဖြစ်ပြီးတော့ဒီဗိတ္တလမှာယုတ်တုပလင်ကိုတည်တဲ့အခါမှာဘုရားခင်ကပြင်းထန်ကန်ကွက်တယ်ဘုရားခင်ရဲ့လူကိုစေလွှတ်တယ်ရေရောဘောင်းအဲ့လိုမလုပ်ပါနဲ့လို့ပြောခမှာစိတ်ဆိုးတော့ဒီလိုဖန်ဆန်းဆိုတဲ့အခါမှာသူ့လက်ကခြောက်သွားတယ်အဲ့ဒါဘုရားခင်လူမှတည်တော့ဆုတောင်းတယ်ဆုတောင်းခံခိုင်းတယ်ဘုရားရဲ့လူငါလက်ကရုပ်လို့မရဘူး6နေပြီဆုတောင်းပေးပါဆိုဘုရားရဲ့လူကလည်းပြန်ဆုတောင်းပေးတာကျမ်းမှာပဂိဖြစ်တဲ့လက်ကိုပြန်ယူလို့ရတယ်ဒီချိန်မှာရေရောပေါ်နောင်တရတယ်သူ့ရဲ့မြောက်ပိုင်းဣတိလကဝိညာဉ်ရေးရမှာကျမ်းမှာဖြစ်တယ်ခုကရုပ်တုကြောင့်ပဲဣတိလနောက်မျိုးဆက်တွေတွေဝိညာဉ်ရေးရမှာဖောက်ပြန်မှုရှိတယ်ဝိညာဉ်ရေးရမှာကျမ်းမှာမရှိဘူးဆိုတွေ့ရတယ်ဒါကြောင့်ဟိုးရှိမှာprophet ဟိုးရှိမှာတော့ဘုရားခင်ကပြန်လမ်းဖွင့်ပေးတယ်ဟိုးရှိနာကတိခန်းကြီး6ပိုင်ငယ်တင်မှာဆိုရင်ကြိုက်ဖြစ်တော်လဲပတိပဂတိဖြစ်စီတန်ခတ်တော်လဲအနာကိုစီတော်မူသူတို့ဖိတ်ခေါ်တယ်ပြန်လာပါနောင်တရပါပြန်ပြီးတော့ဒါဒီဝိညာဉ်ဖောက်ပြန်ပြီးမယ်ပြန်ကူပေးမယ်ဂျာမစီမယ်လို့ပြောတယ်ဒါဟိဟောရှိနာကတိချန်ခန်းကြီး9ပိုင်ငယ်တင်မှာလဲဣတိလဤအနာကိုပြောက်စီခြင်းကနာပြုတော်ခါဆိုသူတို့နောင်တရရပြန်လာဝိညာဉ်ရေးရဖောက်ပြန်မှုတွေလည်းပြန်ပြီးတော့ကူပေးမယ်ဟိုရှိနာကတိချန်ခန်းကြီး7မှာလည်းထပ်ပြောတယ်ပိုင်ငယ်3ငါဒီတော်တတ်တော်ဟောငါဒီတော်တတ်တော်အတတ်ကိုဣဖေမှာလက်ဆွဲယူတည်သည်သို့တော်လည်းငါဆောင်မချင်းဂျေစုကိုတူဒီမတိပဲနီအဲ့မှာဣဖေဆိုတာနောက်ပိုင်းဣတိလသူ့ကိုကောင်းကောင်းတင်ပေးတယ်ပြီးတော့ငါဆောင်မချင်းဂျေစုကိုတူဒီမတိအင်္ဂလိပ်လိုကြတော့ငါသူ့ကိုချမ်းပါစေတာသူမသိဘူးလို့ပြောတယ်ဆိုပြန်ပြီးတော့လာပါနောက်ဆုံးဟိုရှိကခွင့်ရပြီးရတယ်ဟိုရှိနာကတိချန်ခန်းကြီးစလေပိုက်နေလေးမှာငါဒီမြက်ပြီးတော့ကြောင့်သူတို့ဖောက်ပြန်ခြင်းကိုပြုပြင်အင်္ဂလိပ်လိုကြဟိတုတုံးတယ်သူတို့ပုံမှာစိတ်ဘလောက်ပဲဆိုသူဝိညာဉ်ရေးမှာဖောက်ပြန်တော်ရတယ်သူ့ကိုပြန်ပြီးတော့ဝိညာဉ်ရေးရမှာအနာရောဂါညှိစိနေတနည်းပြန်ဝိညာဉ်ပြန်ကြမှာစီမယ်ပြန်တာလာပါစေကိုလူရောက်ဆုံးနေပြီဒါဒီဟာသူကောင်းလို့မဟုတ်ဘူးဘုရားခင်ကျွန်တော်ကိုယ်တိုင်ချစ်လို့ဖြစ်တယ်ဆိုတော့ဂတိတော်ဒီမှာပြီးတာကျွန်တော်တွေ့ရပါတယ်ကျွန်တော်ဒီတမဟောင်းမှာဝိညာဉ်နဲ့ပတ်သက်ပြီးတော့ဖောက်ပြန်တာရှိဘာကြောင့်လဲဆိုတော့ဘာတော်မိသားတို့ဘုရားဘာလာဘုရားကိုကိုယ်ရဲ့ဘေးဒင်းကြီးကြီးတယ်ပြီးရင်တို့သားဒီကိုယ်တိုင်ကလည်းစစ်ပူဇော်တာတွေတွေ့ရတာတိုင်းတစ်ပါးရဲ့တပါးမျိုးသားရဲ့ယဉ်ကျေးမှုကြောင့်စီးတက်လာဒါဒီရောပြန်ကုပေးမယ်ဆိုတော့ပြောတာရှိတယ်ဒါကျွန်တော်အနာရောဂါကိုဘယ်လိုဖျားခင်ညှင်းစေမယ်ဆိုတာလေတရားခွန်ကုတော်ဆာလံပိုက်ငယ်20မှာနှုတ်ကပတ်တော်ကိုလွတ်တပြီသူတို့အနာကိုညှင်းစေဖြစ်စည်းခြင်းအရာများတဲ့ကနှုတ်ယူတော်မူ၏ကျွန်တော်ဖျားခင်နှုတ်ကပတ်တော်ကိုဖတ်မယ်ဆိုရင်ကျွန်တော်အနာရောဂါကြီးမှာဖြစ်ပါတယ်ယေရှုခရစ်ကဒေတာဆယ်လဲလေပြီးတော့အနာရောဂါကြီးစေတဲ့စကားမပြောတတ်တဲ့သူပြောတတ်အောင်နားမကြားတဲ့လူကြားတယ်ပြီးဒီသွားမလာတတ်တဲ့လူလည်းအနာရောဂါကြီးဖြစ်ချင်းမျိုးပြီးတာတွေ့ရမယ်သူဒီမဟုတ်ဘူးသူ့ရဲ့တပည့်ဒီလည်းရှိတယ်ရှင်ပေတရုဆိုရင်ဒါရှင်ပေတရုရဲ့လမ်း၌လျှောက်သွားစီအနာဆွဲတော်သူတို့တွင်တယောက်ကိုသူ၏အရေးလွန်မောစီခြင်းကလူနာကိုလမ်းနာတဲ့ထုတ်၍ဆိုတော့ဒီမှာတမန်တော်ဝတ္ထုခန်းခြင်းကပိုက်နေ15မှာတွေ့ရပါတယ်ဒါသူ့ရဲ့ပေတရုရဲ့အရေးတောင်မှလွန်မောလို့ရှိရင်လွန်မောခံတဲ့လူဟာကျမ်းပါတယ်ဆိုတော့လေဒီမှာတွေ့ရပါတယ်ဒါပဲပြီးရင်ဒီရှင်ပေါလုဆိုရင်ဘုရားခင်ဒီပေါလုလည်းဖြစ်အလွန်တရားထူးဆန်းတော်တခုကိုပြတော်မူဓမ္မတော်ဝတ္ထုခန်းကြီး19ပိုက်နေ7ပေါလုတုံးတော်ဘဝခပန်းတခုကိုအနာယောဂရှိတော်သူတို့ပေးလိုက်ပြီးအနာယောဂကြည့်ကြတယ်ဆိုတာပြရတယ်ဒါဓမ္မဟောင်းမှာဝိညာဉ်ရေးရာအနာယောဂညှင်းချင်းတွေ့ရတယ်ဒါကြောင့်ကျွန်တော်
နံပါတ်1အနာရောဂါကြီးဖို့ဆိုရင်ကျွန်တော်ယုံကြည်ခြင်းလိုတယ်နံပါတ်2ဆုတောင်းဖို့လိုတယ်နံပါတ်3ဂျာခံဆုတောင်းဖို့လိုတယ်ယုံကြည်သူချင်းဆုတောင်းဖို့လိုတယ်နံပါတ်4ရှင်လန်းသောစိတ်နှလုံးရှိဖို့လိုတယ်နံပါတ်5ပြုတဘောဆောင်သောစကားနေ့စဉ်ပြောဖို့လိုတယ်ဒုဒ္ဒချံခန်းကြီး16ပိုင်းငယ်24မှာဖြစ်ပါတယ်ကျွန်တော်စကားပြောတဲ့အခါမှာဒီကောင်းသောစကားပြောရင်လူကြားမှာစေတယ်တယောက်စီတိုင်းဖျားကြီးကောင်းချီးပေးပါစေ